အားလုံးမင်္ဂလာပါကျွန်တော်တို့အန်တီဝင်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်မျှဝေပေးသွားမှာတော့ Facebook ဗီဒီယိုတွေကိုကျွန်တော်တို့ဖုန်းနဲ့ဘယ်လို download ဆွဲမလဲဆိုတဲ့သင်ခန်းစာလေးကိုဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ဖုန်းနဲ့တချို့ကြတော့လည်းဒီနေ့ကိုသိပြီပေါ့နော်တချို့ကြတော့လည်းမသိသေးဘူးမသိတဲ့ဒီကိုတွေအတွက်ဒီနေ့ကိုယ့်ရဲ့ Facebook ထဲကဗီဒီယိုတွေကိုကိုကြိုက်တဲ့ဗီဒီယိုဇက်ကားဖြစ်မြန်မာဇက်ကားဖြစ်ဗီဒီယိုတူပဲဖြစ်ဗီဒီယို HD ပဲဖြစ်ဘယ်လိုဗီဒီယိုမျိုးဖြစ်ကျွန်တော်တို့ဖုန်းနဲ့ download ဆွဲတဲ့နေ့ကိုကျွန်တော်ဒီနေ့မှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ let's go Facebook ထဲဝင်လိုက်ပါမယ်Facebook အတွက်ပြီးရင်ကျွန်တော်ဗီဒီယိုလေးတစ်ပုတ်ဆွဲမယ်ပေါ့နော်ကျွန်တော်ရဲ့ one ထဲကဗီဒီယိုပဲကျွန်တော်ဆွဲလိုက်မယ်ကဲဒီဗီဒီယိုကိုကျွန်တော်ကြိုက်တယ်ဘယ်လိုဗီဒီယိုဖြစ်သူများဗီဒီယိုဖြစ်ကိုဗီဒီယိုဖြစ်ပြန်ဆွဲလို့ရတယ်ဆိုတော့ကျွန်တော်ဗီဒီယိုတစ်ချက်ထောက်လိုက်ပါဗီဒီယိုတစ်ချက်ထောက်လိုက်ပြီးဆိုရင်ကျွန်တော်ဒီ share ဆိုတဲ့ခလောက်လေးနှိပ်လိုက်ပါနော် share တဲ့ဟာလေးနှိပ်လိုက်ပါအဲ့မှာမြားလေးနဲ့ဘေးနားမှာလေး comment အောက်မှာပြီးရင်ကျွန်တော်ဒီနေရာမှာ copy link ဆိုတာလေးယူပါခင်ဗျာနော်ဒီမှာ copy link share ဆိုနေလဲအောက်မှာ copy link ဆိုတာလေးပေါ်လာမယ်ဒီနားလေးမှာနော်ဒီမှာကျွန်တော်နှိပ်ပြနေတဲ့နေရာမှာအဲ့ဒီ copy link လေးယူလိုက်ပါကဲ copy link ယူပြီးကျွန်တော်တို့ကဒီ Google browser တစ်ခုတောင်းမယ်ပေါ့နော် Google Chrome ပေါ့ဒီမှာကျွန်တော်ဒီ browser လေးကျွန်တော်တောင်းလိုက်ပါနော်ကဲဒီကောင်လေးဝင်လိုက်ပါမိမိတို့ဒီနေရာမှာကျွန်တော်ရရှာမှာ FB ပဲရေးလိုက်နော် FB လို့ရေးလိုက် FB ကျွန်တော်မှာတော့ရေးပြီးသားမလို့ FB video download လို့ပေါ်လာတယ်ပေါ့နော်ကိုကတကယ်လို့တခါမှမရတဲ့သူတွေဆိုရင်ဒီနေရာမှာကျွန်တော်ရေးတယ်လို့မျိုးစုံအောင်ရေးပေးလိုက်ပါတော့ FB video download ဆိုလည်းရေးပေးလိုက်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ FB video download ဒါပေါ့နော်ဒီမှာ HD နဲ့စာလည်းပါတယ်ဒီမှာကျွန်တော်ထောက်ပြနေတာလည်း HD ဆိုတာလေးရေးပေးလိုက်ကဲရေးပေးလိုက်ပြီးတော့ကျွန်တော်ဒီမှာနှစ်ခုရှိတယ်ကြိုက်တဲ့ဟာနဲ့ download ရပါနော်ကျွန်တော်သုံးများတာတော့အောက်အပြလေးသုံးများဒီမှာဒီစိတ်ဒီမှာနော်အပြရောင်ပုံစံလေးနဲ့ကျွန်တော်သုံးများတယ်စိတ်ရောင်လေးနဲ့ကျွန်တော်မသုံးဘူးဆိုတော့ဒီကောင်လေးနဲ့ down ရလားဆိုတော့ရပါတယ်ဗျအပေါ်ကစိတ်ရောလည်းရတယ်ပေါ့နော်အောက်ပြအောင်လေးလည်းရတယ်ကျွန်တော်သုံးများတာတော့အောက်ဟာနဲ့ပိုစင်ပြေတယ်ပေါ့နော်ကျွန်တော်ဒါကြောင့်ပြောဒီအောက်ဟာပြအောင်လေးနှိပ်လိုက်ပါဒါလည်းနှိပ်ပြီးတော့ကျွန်တော်ဘီနာမှာဒီမှာဘေးနာမှာဒီဟာလေးရှိတယ်ဗျဒီကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်ပါနော်ဒီမှာဒီကောင်လေးနှိပ်လိုက်ဒီကောင်လေးနှိပ်လိုက်ဆိုရင်ကျွန်တော်ခဏကျွန်တော်တို့ copy ယူလာတဲ့ Facebook က link လေးอ่ะပေါ့နော်ကျွန်တော် copy ယူလာ Facebook က link လေးอ่ะကြောက်သွားမယ်ဆိုရင် copy link ဝင်သွားပြီပေါ့နော်ခဏကျွန်တော်တို့ Facebook ကနေဗီဒီယိုရဲ့link อ่ะဒီမှာလောက်ဝင်သွားပြီဝင်သွားပြီဆိုတော့ဘေးနာကကျွန်တော် download ဆိုတာလေးနှိပ်လိုက်အောင်ခင်ဗျဒီမှာနော်ဒီမှာ download ဆိုတာလေးနှိပ်လိုက်ပါနော်ဒီ download ဆိုတာလေးနှိပ်လိုက်ပါခင်ဗျာနော်ကဲနှိပ်လိုက်ပါမယ်ကဲdownload နှိပ်ပြီဆိုရင်ဒီနေရာမှာဗီဒီယိုတအားကြည့်တဲ့ဟာဆိုရင်သူက 1080p နဲ့ပေါ်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော် 920p ပဲပေါ်တယ် 920p ပဲဆိုရင် 920p နဲ့ပဲ down ပေါ့နော်ဒီနေရာမှာ 1080p ရော 920p ရောနှစ်ခုပြတယ်ဆိုရင် 1080p down လုပ်ရတယ် 920p down လုပ်ရတယ်အခုကတော့ 920p ပဲ HD နဲ့ပဲပြထားဆိုတော့ဘေးကကျွန်တော်ထပ်နှိပ်ရမှာကျွန်တော်ဒီမှာကျွန်တော်ဒီမှာ download HD now ဆိုတာလေးစေးအောင်လေးထပ်နှိပ်ပါခင်ဗျဒီနေရာမှာခဏစောက်ပေးလိုက်ပါကဲကျွန်တော်ဆိုသူ down နေပြီမနော်ဒီနေရာမှာကျွန်တော် Wi-Fi ဆွဲပုံမြန်ပေါ့ internet နဲ့ဆိုတော့ပို့ကြမယ်ကျွန်တော်ဖွင့်ကြည့်အောင်ကဲဖွင့်ကြည့်မယ်နော် okay ဒါဆိုတော့ဒီမှာခဏကျွန်တော် download တဲ့ဗီဒီယိုတွေကရလာပြီဖြစ်ပါတယ်ဆိုတော့အားလုံးပဲစင်ပြကြပါစေဒီနေ့တိုင်းနဲ့ကျန်တဲ့ဗီဒီယိုဇက်ကာပဲတောင်းတော့ဘာပဲတောင်း Facebook ဗီဒီယိုမှန်သမျှကိုဒီနေ့တိုင်းနဲ့ download ယူလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်